ဖုံးသွန်လဲစေလောင်းထောင်မှုတ်ပေါ့နော်ကျမတို့အလုံးစစ်တွေချက်ရှိတယ်အဲ့ချက်တွေကလည်းသူကချက်ထဲမှာဆိုတော့အကုန်လုံးသူကအကျုံးဝင်သွားအောင်ပေါ့ဥပမာဆိုရေကြီးရေတန်းတွေမှာဆိုရှင်ရှိတယ်သူကရေကြီးရေတန်းမှာပေါက်ဖွားတာရေနောက်တွေမှာပေါက်ဖွားပေါ့နော်အဲ့လိုဆိုရှင်ရေကြီးရေတန်းမှာနေတဲ့ခါကျရင်သူကဖိုးတော့လန်းဖြစ်အောင်ဖျားပန်းနေလဲရမယ်မှန်ပေါ့အဲ့ရေတွေကိုစုံပေးရမယ်နောက်ခါကျမြောင်းတွေရှိတယ်နောက်ဘေးမှာမြောင်းနေရှိတယ်နောက်ကအိုးခွက်အမိုက်တွေပေါ့အားတွေအကုန်လုံးဆိုရှင်ဘယ်တော့မှရေကားတယ်ကိုတွေရှိတယ်အဲ့ဒါမျိုးတွေထဲမှာရေကနေတဲ့ခါကျဒီရေထဲမှာသူကချင်းလေးရနေတဲ့ခါကျဒါမဖြစ်အောင်ပေါ့ကျွန်တော်တို့အကုန်လုံးတန်ရှင်းလေးလုပ်တယ်ဘေးမှာမြောင်းနေလုပ်တယ်ဒီမှာဆိုလို့ရှိရင်လူတို့ဟိုကျမ်းမာရေးမဝင်လျှော့ဆောင်မှုအနေနဲ့ဘူးလာပြီးလုပ်တဲ့ခါကြီးဆိုရင်သူကပြန်သွားတဲ့ခါမှာပြီးမြောင်းနေရှိမယ်အမိုက်တွေရှိမယ်အကုန်ရှိမယ်နေအောင်ရတဲ့နေရာမှာဘယ်လိုကလေးတွေစားကြမယ်ဆိုအဆင်ပြေတယ်နောက်ခါကျဆရာချင်းမကိုင်းအောင်ပေါ့ချင်းသေးလေးလိမ့်ထားတာမျိုးတော့ဒါမျိုးတွေလုပ်ပြရမယ်နောက်ခါကျခြေထောက်ဆိုရင်ဘောင်းမရှိအင်ကြီးတစ်ချက်လေးလုပ်ပြရမယ်စားဖက်တဲ့ခါကျလင်းအောင်ကောင်းတယ်အကုန်လုံးဖွင့်ထားရမယ်နောက်ခါကျတန်းတန်းရှင်းရင်လည်းပေါ့အလိုဖြစ်တဲ့လူချင်းဘာပဲပြောတော့ဒီတို့လူတို့ကိုအနေနဲ့ပေါ့ဆရာကျန်တဲ့ဟာတွေကတော့သူ့အချက်တိုင်းရတော့ပြောရရင်တော့အရှိကြီးပေါ့အဲ့ဒါတွေအကုန်လုံးသူလုပ်မှဆိုရင်နောက်ကကျွန်တော်ဆိုထောင်ဆိုတော့ကျွန်တော်ထောင်ထားတာပေါ့နော်အဲ့လိုတွေလုပ်မှာအဲ့လိုတွေလုပ်ပြီးတဲ့ခါကျလို့ရှိရင်ဘာဖြစ်ပြည်သူလူထုအနေနဲ့ကဟိုကျွန်တော်တို့ပြောရတယ်လိုက်နာမယ်ဆိုလို့ရှိရင်ဒီအချက်တွေကိုအကုန်လုံးလေးလေးစားနဲ့လိုက်နာမယ်ဆိုတော့ဘာမှမဖြစ်ဘူးတို့တို့ဝေးကာဝေးရလည်းကြာသွားမှာပဲနော်အေးလက်တကန်းပေါ့ဆရာလက်တကန်းမှာရှိတဲ့အမိုက်တွေပါလေအကုန်လုံးတွန်းပြုတ်ဆိုတော့လောက်တာကဒါတို့တို့ဝေးကာဝေးခြုံနေရှင်းမယ်ဆရာမြောင်းနေရှင်းမယ်ပေါ့အမိုက်နေရှင်းမယ်ပေါ့နော်လှုပ်တဲ့လှုပ်လိုက်တာကိုတနေ့ချင်းအလိုက်အကုန်လုံးလုပ်မယ်ဆိုတော့ကိုယ့်ပတ်ဝန်းကျင်မှာတန်ရှင်းတို့တို့ကမဖြစ်ဘူးအဓိကခြေပွားလို့ဖြစ်တာပေါ့ဒါလေးအသေးစိတ်နေနေတော့လို့နောက်ဟုတ်ပါလေဟုတ်သူကစပြီးတော့ဖျားတဲ့ဆိုရင်ကသူကကိုဝင်းငွေလေးပေါ့အဲ့လိုဖြစ်တယ်သူကဖျားတဲ့ရေးဆိုရင်သူနှုံးရတာပေါ့ကလေးကမစားရင်မတော့ရှင်နှုံးပြီးတော့အဲ့လိုချိသွားတယ်အဲ့လိုလေးဖြစ်တဲ့ခါကျလို့ရှိရင်ကျမတို့ကပထမအဆင့်နေနဲ့ဆိုရင်ဓာတ်စားရည်တိုက်ရတယ်ဓာတ်စားရည်လေးတိုက်မယ်ပါရာစီမိုတိုက်ချာနဲ့ကိုဓာတ်စားရည်များတိုက်ပြီးပါရာလေးတိုက်ပြီးကလေးကိုတက်တောင်တက်တာလေးနေမယ်အစားတောင်လေးစားပြီးကျွေးမယ်ဆိုရင်သူတို့ကကောက်ွယ်သွားတယ်ဆေးထိုးတဲ့အဆင့်လို့ဒီတွက်တွင်းနေတယ်မရဘူးပထမနှစ်ဆင့်ကကျမတို့အိမ်မှာဦးတီချလုပ်လို့ရတယ်ဖြစ်တာကိုကျမတို့ကသိဖို့ပဲလုပ်ပြီးလို့ရှိရင်ချက်ချင်းအကြောင်းကြားရက်ွက်မှာအပိုင်းဆရာမတွေရှိတယ်အခုဆိုတာဗောလန်တီယာအနေနဲ့ဒါကျမတို့26ကဆရာမတွေကိုပွားသွားပြီသူတို့လည်းသိတယ်အဲ့လိုကောက်ဝင်တယ်ဒါသားတို့ကကိုယ့်ဘက်ကိုပေးလို့ရတယ်ဒါသားတို့ပြီးဖြော်လိုက်ပြီးကလေးကအန်နဲ့လုံးနဲ့ချိတယ်အိတ်နေတယ်အဲ့လိုမျိုးဖြစ်တာအောင်ဆရာအဲ့လိုဖြစ်လာတာကိုကျမတို့ကဒါသားကြီးလည်းမတိုက်ဘူးပါရာစီဘောလေးမှတစ်လုံးမှမသားဘူးကလေးကအစာမသားတော့ဖွေသွားတဲ့ခါကျရင်ရှင်ကကြိုက်တဲ့ခါကျရင်ကျမတို့ကဆေးဝဲimmune system အရာပေါ့ဒီရှင်ရဲ့သူကိုပေါင်ပွားမှုနှုံးတယ်ဆိုတော့အထဲမှာပေါ့နော် immune system ကိုကြာလည်းပြီးတော့နောက်ကြလည်းကြာကလေးကချိသွားတဲ့ခါကျအပေါ်ကလေးတွေပေါ်လာတာကျမတို့ sand နဲ့ technique ရှိတယ်ဒါသူတို့လည်းကျမသင်ပေးမယ်ဟောအဲ့လိုမျိုးတွေသွေးပေါင်တိုင်းတာလိုမျိုးပတ်ပြီးတော့ပေါ့စီးလည်းပြီးတော့သူကကျမတို့ဆိုရင် principle ပလင်းလေးကိုအဲ့ထဲကိုထည့်လဲပြီးတော့တင်းအောင်လုပ်လို့ရှိရင်အမအပေါ်ကလေးတွေပေါ်လာဒါကလေးတွေကသင်ပေးမှတတ်မှာမဟုတ်တင်တော့မတတ်ဘူးကျမတို့အဲ့စနေလေးကိုသင်ပေးလိုက်မယ်သင်ပေးလို့ဖြစ်တယ်ကြီးဆိုအပေါ်ကလေးတွေပေါ်လာတယ်အဲ့လိုဖြစ်တယ်ရှိရင်လက်တလုံးကဒါစားတော့3လောက်ကိုတိုက်လို့ရတယ်တိုက်တယ်အခုဆိုလို့ရှိရင်ကျမတို့ကျမ်းမာရေးဌာနကဓာတ်သားမှာအကျုံးဝင်တာအပြင်ကချိုတဲ့ဟာကိုလောက်တဲ့ခါလေးကအနည်းတင်မရဘူးကျမတို့ဟာတော့85မိနစ်ပေါ့အဲ့လိုလေးတောက်ပြီးတော့ကောင်းတဲ့လူတွေရှိရင်သူကအဲ့အစ်စ်မှာပဲဆေးုံပြတယ်မလို့ကောင်းပါဘူးဆရာလမ်းတော့ကောင်းလို့ပြန်စားတယ်ပြီးပြီအဲ့အစ်စ်ကိုကြော်သွားပြီဆိုရင်ဆေးုံကြောင်လည်းချိသွားတယ်နှုံးသွားတယ်စကားလည်းမပြောနိုင်ဘူးသူကအရေးလေးမဝင်တဲ့ခါကျတော့တွန်းလို့တော့ပြရတယ်အဲ့လိုမျိုးလေးဝင်းလျှောတာနဲ့လည်းစင်ဖို့ဒီခါလေးလေးအဲ့လိုဖြစ်တတ်တယ်တော့သူမိမှန်လမ်းမှန်နဲ့ဥလို့ရှိရင်ဘာမှမဖြစ်ဘူးဆေးုံရောက်တဲ့ခါကျရင်အကုန်လုံးဒီအခွက်ကလေးတွေကစာပေါ်လာပြီတွန်းလို့တော့ကိုကြီးကျမတို့စမ်းတဲ့အခွက်လေးတွေလည်းရဲသွားတယ်အဲ့လိုလေးဖြစ်ပြီးဆိုလို့ဆေးုံကြံတွတ်သွင်းအောင်တွတ်သွင်းရတဲ့အကျိုးလေးတွေသွင်းရတဲ့သားလေးတွေသွင်းအဲ့လိုလေးဖြစ်လာဆေးုံမရောက်ခင်ကောက်ွယ်လို့ရတယ်ဒါကျမတို့ဒီအတီလေးတွေဒီကလေးတွေအကုန်ထည့်ပြီးလို့ပါပြီပနာမအနေနဲ့ကောက်ွယ်နိုင်ပါတယ်ဟုတ်ကဲ့